la Tukakala Oda Dukha Vikrana Vikranata Isi Karanataya Aya Shindaya Derodoti Anudugo Chandra Dosiye Obama Panyauya Kieto Nekangu Yamma Nenangu Sundom Yit Senaruha Sendamani Ye Aရှိသောဒီသင်္ကန်းကိုယူတော်မူ၍ရှင်ဘုရားအော်တော့တည်းဘုံကြီးလာပြီးတော့ဟာပြရရှိတို့ကြောင်းဒီထာယဧတသာတာဝရတဝါပပာဇိထယမ္မောဥပါယခြင်းအကျိုးမှာရှင်ဘုရားဤလက်၌ရှိသောထိုသင်္ကန်းသာမဏေကျေအောင်ပြုပြီးတော်မူပါရှင်ဘုရား
ကြီးကလည်းကုသိုလ်တွေလိုချင်တော့မန္တကြီးနဲ့အပြည့်အဲ့တော့အစောကပြောတဲ့စကားမဆုံးသေးဘူးလူဆိုတာလူတိုင်းမှာဂုဏ်လေးတွေရှိတာအဲ့ဒီဂုဏ်လေးတွေကိုကပ်ပြီးဓာတ်လေးတွေနောက်ကနေပါလာတော့ဆိုပြီးခံနော်ဦးဇင်းတို့ဆရာတော်ကြီးရေးဆက်ခဲ့တဲ့လင်္ကာလေးငါမပါဘယ်ဟာမပြီးငါရှိလဲဘယ်ဟာမပြီးမင်းမပါဘယ်ဟာမပြီးမင်းရှိလဲဘယ်ဟာမပြီးသူမပါဘယ်ဟာမပြီးသူရှိလဲဘယ်ဟာမပြီးအဲ့တော့အခုလို့ရင်တော်ဝန်ချင်းရဲ့ဝမ်းဝမ်းမှုထောက်ပံ့မှုဆိုတာစပေါ်တဲ့နေလို့လေစကားလေးရှင်းရှင်းလေးနော်လောက်တဲ့ပုံကိုယ်လေးမလောက်ဖဲကောင်းချုပ်အိတ်နေပြီးတော့မှမလောက်တဲ့ပုံကိုယ်လေးကထလုံးမှမင်းတို့ဒါကြီးမှားနေတယ်မလုပ်နဲ့ညာဖြားဖြားဩဃာတဖြင့်ရောကြပါစို့ယေဘိက္ခဝေဩဒီပဒနာအဂေတိပဒနာအဂေခောပနပဒနာအကောဝိပါကောဟောတိယေဘိက္ခဝေဓမ္မေပဒနာသံဃေပဒနာအဂေတိပဒနာအဂေခောပနပဒနာအကောဝိပါကြီးညိုချတောင်းထိုသူတော်စင်ပေါင်းတို့သည်အဂေလောကဓာတ်တစ်ခုလုံးတွင်အမြတ်ဆုံးအသာဆုံးအမှုမြတ်ဆုံးဖြစ်ကြပေကုန်သောယေရနာ၌ပတ္တနာကြီးညိုကြသည်မြည်ကုန်၏ရှိအဂေခောပါဏဒုက္ခသို့ဖရာတရားတန်ခါသုံးဖြာတမ္မယေရနာမြတ်၌ပတ္တနာကြီးညိုခြားတောင်းထိုသူတော်စင်ပေါင်းရလက်စုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျော့ကရောလယယေတိဟုသောတက္ကိစ္စကာရဝပဏာမကုသကစေရနာယနေ့ယခုမိမိတို့၏ယေ၌ဖြစ်သောတာယရဏသူတို့အားတို့၏ယေ၌ဖြစ်သောတာယရဏသမိနာတို့အားရှစ်ပြားပရိက္ခဆုံးနေ